ဒီတစ်ပတ်မှာ Premier League Champion ဆုအတွက်အဖြေပေါ်လိမ့်မယ်လို့သုံးသပ်ခဲ့တဲ့ Paul Merson ဒီတစ်ပတ်ပိတ်ရက်မှာတော့ Premier League ပွဲစဉ်တွေပြန်လည်ရောက်ရှိလာပြီးပွဲကြီးပွဲကောင်းတွေပါဝင်နေပါတယ်။ Champion League ဝင်ခွင့်အတွက်အပြိုင်ကြိုးစားနေကြတဲ့အထက်မှာ Chelsea က Newcastle, Manchester United က Aston Villa, Liverpool က Spurs အသင်းတို့နဲ့ထိပ်တိုက်တွေ့ဆုံနေပါတယ်။တစ်ဖက်မှာ Premier League Champion ဆုအတွက် Arsenal ကိုဖိအားပေးဖို့ Man City အသင်းမှာလည်းတာဝန်ရှိနေပါသေးတယ်။ Arsenal ဟာ Everton အသင်းကို Emirates မှာဧည့်ခံရမှာဖြစ်ပြီး Man City ကတော့ West Ham ကို London အထိသွားရောက်ပြီးရှင်ပြိုင်ရမှာဖြစ်ပါတယ်။လက်ရှိအမှတ်ပေးစရာရဲ့ရပ်တည်မှုအရ Arsenal အသင်းဟာ Man City ထက်တပွဲပိုကစားထားပြီး9မှတ်အထိဖြတ်ထားနိုင်ခဲ့ပါတယ်။ဒီလိုနေထားမျိုးမှာ Premier League Champion ဆုအတွက်ဘယ်သူမှတိတိကျကျဆုံးဖြတ်လို့မရသေးပါဘူး။ဒါပေမဲ့ Arsenal ကစားသမားဟောင်းကြီးဖြစ်သူ Paul Merson ကဒီတစ်ပတ်မှာ Champion ဆုအတွက်အဖြေပေါ်လိမ့်မယ်လို့သုံးသပ်ခဲ့ပါတယ်။ Paul Merson ဟာဘောလုံးဝေဖန်သုံးသပ်ရင်းနဲ့ပွဲပြီးရလဒ်တွေကိုခံမှန်းသူအဖြစ်လောက်ကိုင်းနေတာကြပြီဖြစ်ပါတယ်။ဒါကြောင့်လည်းသူရဲ့အတွေ့အကြုံနဲ့ဒီတစ်ပတ်မှာ Arsenal ကအနိုင်ရပြီး Man City ကတရေကြက Premier League Champion ဆုအတွက်အဖြေပေါ်လိမ့်မယ်လို့အခုလိုပဲပြောပြလာခဲ့ပါတယ်။ Everton တင်းတဲ့ပွဲစဉ်က Arsenal အတွက်ခက်ခဲမဲ့ပွဲစဉ်တစ်ပွဲပါ။ Everton နဲ့ပတ်သက်ပြီးကျွန်တော်ယုံကြည်လို့မရတဲ့အရာတစ်ခုရှိပါတယ်။သူတို့အသာစီးရတဲ့ပွဲတွေဆိုရင်ကောင်းကောင်းမကစားတတ်ကြပါဘူး။သူတို့ရဲ့ခံစစ်ပိုင်းကတော့တကယ်ကောင်းမွန်ပါတယ်။တကယ်လို့ Arsenal အသင်းအနေနဲ့မိနစ်30ဒါမှမဟုတ်ပထမပိုင်းပြီးတဲ့အထိ Everton ကိုကောင်းကောင်းကစားနိုင်ရင်ဒီပွဲကပြီးသွားပြီလို့သတ်မှတ်လို့ရပါတယ်။ဒီပွဲစဉ်ကတကယ်ကိုခက်ခဲမှာဖြစ်ပေမဲ့ Arsenal အသင်းကတကိုးသားနဲ့အနိုင်ရလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ပွဲပြီးရလဒ်အနေနဲ့ Arsenal က2ဂိုးသွင်းပြီး Everton ဘက်က2ဂိုးနဲ့ပွဲပြီးသွားပါလိမ့်မယ်။တကယ်လို့ Man City က West Ham ကိုမနိုင်ခဲ့ဘူးဆိုပါတော့ Arsenal က Everton ကိုအနိုင်ရခဲ့ရင် Premier League Champion ဆုတိုက်ပွဲကပြီးဆုံးသွားပါပြီ။ဒါကြောင့်ဒီတစ်ပတ်က Man City အတွက်အရေးကြီးတဲ့ရက်သက်တစ်ပတ်ပါပြီ။တကယ်လို့နှစ်သင်းစလုံးသာအခြေအနေမကောင်းခဲ့ရင်ဒီ Champion ဆုပြိုင်ပွဲကရှေ့ဆက်နေအောင်ပါ။ပြီးတော့ Arsenal နဲ့ Man City တို့ကနောက်တစ်ပတ်ကျရင် Carabao ဖလားဖိုင်နယ်ပွဲစဉ်အဖြစ်ရင်ဆိုင်ကြရအောင်ပါမယ်။ဂျာရက်မှာ Man City က Real Madrid ကိုရှုံးနိမ့်ခဲ့လို့သူတို့တွေခန်းစားချက်ကောင်းနေမှာမဟုတ်ပါဘူး။သူတို့ရဲ့ယုံကြည်မှုတွေရောကျနေမယ်လို့ကျွန်တော်ယူဆပါတယ်။ဒီတစ်ပတ်မှာလည်း Man City အနေနဲ့ပြန်လာနိုင်လိမ့်မယ်လို့ကျွန်တော်မထင်ဘူး။အဲဒါကြောင့် West Ham ကိုတရေကျလိမ့်မယ်လို့ကျွန်တော်ခန့်မှန်းချင်ပါတယ်။ဒါဆိုရင် Arsenal အသင်းရဲ့ Champion လမ်းကြောင်းထဲမှာ Man City ကနောက်ကောက်ကျသွားမှာပါ။ပွဲပြီးရလက်ကတော့ Man City ဟာ West Ham နဲ့တစ်ဖက်2ဂိုးစီတရေနဲ့သာပြီးဆုံးသွားလိမ့်မယ်လို့ Paul Merson ကခန့်မှန်းပြီးသွားခဲ့တာဖြစ်ပါတယ်။တကယ်လို့ Paul Merson ပြောသလိုသာ Man City ကတရေကျပြီး Arsenal အသင်းကသာအနိုင်ရရှိသွားရင်ဒီနှစ်သင်းရဲ့ကြားထဲမှာအမှတ်ကွာဟချက်ကပိုပြီးကြီးမားသွားပါလိမ့်မယ်။အမှတ်ပေးစရာအရ Arsenal အသင်းကတပွဲသားနဲ့ Man City အသင်းကို9မှတ်ထိဖြတ်ထားနိုင်တဲ့အခြေအနေကိုရောက်ရှိသွားမှာဖြစ်ပါတယ်။လက်ရှိချိန်မှာတော့ Arsenal အသင်းက Premier League Champion ဖြစ်ဖို့ရေပန်းစားနေတယ်လို့ Man City အသင်းကအခွင့်အရေးပိုများနေပါတယ်။တကယ်လို့9မှတ်ကွာဟာတဲ့အနေအထားကိုရောက်ရှိသွားရင် Premier League Champion တိုက်ပွဲကပြီးဆုံးသွားပြီလို့ပြောလို့ရနိုင်ပါတယ်။ဒီအဖြေကိုဒီနေ့ညမှာတိတိကျကျသိရတော့မှာဖြစ်ပါတယ်။ပရိသတ်တွေအနေနဲ့ရော Paul Merson ရဲ့သုံးသပ်ချက်ကိုသဘောကျရဲ့လား။တကယ်ပဲဒီတစ်ပတ်က Premier League Champion ဆုအတွက်အဆုံးဖြတ်ဖြစ်နိုင်ရဲ့လားဆိုတာအောက်က comment မှာမှတ်ချက်ပေးသွားခဲ့ကြပါဦး။အဆုံးထိကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်။